တင်းနေပဲပြောနေသလိုဖြစ်နေတာမသိဘူးများနေရောရမ်းမုံ여러분ဆက်ဆိုရမ်းမုံအဲ့လိုဘဲပေါ့လူမလာငယ်လေးအရင်လာရဲဆိုတော့ဘဲမျိုးသားတွေမှာရှိတဲ့ဆွဆောင်မှုတွေကိုကိုယ်တိုင်ဖြစ်စည်းမိနေတတ်တဲ့အပြုမှုတွေကိုဆွဲအားဖော်ပြပေးသွားမှာဖြစ်ပါတယ်။အညာရတဲ့ဘုံအားလုံးပဲမင်္ဂလာပါ။ခြားဆက်ဆက်လေးဖြစ်ပါတယ်။ခြားဆွဲဒီနေ့ကတော့ပေါ့နော်မျိုးသားတွေမှာရှိတဲ့ကိုယ်ပိုင်ဆွဲဆောင်မှုတွေကိုပေါ့နော်သူတို့ကိုယ်တိုင်ဖြစ်စည်းမိနေတတ်တဲ့အပြုမှုတွေနဲ့ပတ်သက်ပြီးတော့ဆွဲ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်။ Let's go အားနေလက်ပိုက်ပြီးတော့ကြည်နေရအကုန်လုံးကိုဆရာကြီးထားပုံစံဖြစ်နေတဲ့အတွက်ကိုတင်းရဆွဆောင်မှုကိုရောကြစေတာဖြစ်ပါတယ်။နံပါတ်1စိတ်ကနာမငြိမ်မှုကိုဖော်ပြနေတဲ့အကြည့်ရနဲ့အပြုတ်မှုတွေရောက်ရိုက်ခတ်ပြီးတော့ကနာမငြိမ်ဖြစ်နေရပါ။နံပါတ်3ခါကုန်းနေရအရှိုက်ကုန်းနေရပေါ့ဒါကလည်းမိန်းကလေးမှလည်းရှိရယောက်ျားလေးမှလည်းရှိရပေါ့နော်ဆိုလို့ရှိရင်လည်းဒီမှာလေးလို့ပေါ့နော်ထားပါတော့ဟိုယောက်ျားလေးဆိုလို့ရှိရင်လည်းပေါ့နော်ပေးများပြီးတော့ပဲဖြစ်ဖြစ်တချို့လူကျတော့အရက်ရှိလို့ပဲဖြစ်ဖြစ်အရက်ရှိရသူတော်တော်များများဒီအရှိုက်ကုန်းကြရပေါ့နော်အဲ့လိုပုံစံလေးဖွင့်လျှောက်တဲ့ပုံစံလေးကပိုအဆင်ပြေပါတယ်လူလေးကုန်းနေဆိုလို့ရှိရင်ရုပ်ဘလောက်ပဲချောချောတင်းရဆွဆောင်မှုကိုဖြတ်စည်းစီရဲ့အတွက်သိထားဖို့ပြောချင်ပါတယ်နံပါတ်4အရက်အလွန်အကျွံတောက်ပြီးတော့မူးယူနေခြင်းအခုတလော Facebook မှာနာမည်ကြီးနေစကူမတခုတော့ရှိရမဟုတ်လားအနှစ်အလားလားကအဲ့လိုထိမ့်သိမ်းထားတဲ့ဂုံတိတ်ခါတွေအင်ဒီတွေအရက်မူးတဲ့အချိန်မှာပပျောက်သွားတယ်ဆိုပြီးတော့ဗောနော်တချို့မျိုးသားတွေကဗောနော်တကယ်ပါဗောနော်အရက်မူးတဲ့အချိန်မျိုးသမီးလည်းတူတူပါပဲအဲကြောင့်စွတ်အောင်ပါပဲအခုရက်မတောက်တော့ဘလောက်ပဲအင်ဒီတိတ်ခါရှိဗောနော်အရက်မူးလာတဲ့အချိန်ကြလို့ရှိရင်ဗောနော်ကိုတော်တော်ဂုံတိတ်ခါကြာရှင်းအောင်လုပ်စေတဲ့အရက်ဖြစ်ပါတယ်အဲ့တော့ရတော့ဘုံတို့လည်းချင်းတောက်ဖို့ပြောချင်ပါတယ်နံပါတ်5လူကြားထဲမှာပဲဖြစ်ဖြစ်ကိုကတယောက်နဲ့တွေ့ရတယ် meeting ပဲဖြစ်ဖြစ် something ပေါ့နော်အဲ့နေရာတွေမှာဖုန်းမဲတောက်လျှောက်သုံးပြီးတော့ဖုန်းမဲတောက်လျှောက်ကြည့်နေရဖြစ်ပါတယ်နံပါတ်6ပါဇက်ဆဲတာကြမ်းတမ်းတာနဲ့ကိုထိလက်ရောက်လုတ်တက်တဲ့သူမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေကြတော့ဘယ်လိုပြောရမလဲမျိုးသားတွေဆိုလို့ရှိရင်ကွာအဲ့လိုဆဲရတဲ့ဟာရှိရမလားပါနိုးမနာညနာဆိုပြီးတော့လေဆဲရကွာဒီပြည့်ရှင်နောက်တစ်ခုကလည်းစက်ဟာဖြစ်တယ်စက်ဆိုအဲ့လိုຢာတွေကပေါ့နော်တချို့ကိုကကောင်းမွန်မွန်တွေးမြင်ထားဆွဲရဲ့မျက်လုံးထဲမှာဆိုလို့ရှိရင်ကောင်းမွန်မြင်ထားတဲ့သူတော်မှယောက်ျားလေးဖြစ်ပြီးတော့ပေါ့နော်ရှောက်ရဲမပါတာရှောက်ကောင်နေရလေရှောက်ကောင်မရလေလိုအပ်တဲ့အချိန်မှာပြောတာတိတ်ကိစ္စမရှိဘူးပေါ့နော်ဘာမှမဟုတ်ဘဲနဲ့ဒေါသတွေထွက်ရပြီးတော့တည်ရမို့လားအဲ့လိုကြတော့ဘေးနားကလူလည်းပူလောင်ရတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကတင်းရဲ့ဆွဆောင်မှုကိုပျက်စီးစေပါတယ်နောက်တစ်ခုကကျကိုထိလက်ရောက်ပါတာပေါ့နော်တခုဆိုရှင်ချမယ်လုံမယ်ကင်မယ်ပေါ့တည်ရမလားအဲ့လိုပုံစံတွေဆိုတော့တော်ချမြောက်မြောက်ပေးလိုက်တယ်လှုပ်ရှင်တာလှုပ်သူရဲရန်ဖြစ်ပြီးတော့ချုပ်တဲ့ရရောက်ကတ်တဲ့ရရောက်ဘာပဲရရောက်ဆိုလို့ရှိရင်ပေါ့နော်အရင်ရီးစားတယောက်နဲ့ကြုံဘူးတယ်တကားမောင်နဲ့ပေါ့နော်စိတ်မရှိဘူးတချို့ဟာလေးဆိုနည်းစိတ်ရှည်စီခြင်းနဲ့ပေါ့နော်ဒါပေမဲ့စိတ်မရှိဘူးသိရမလားဘာဖြစ်လဲညာဖြစ်လဲဆိုအဲဆဲပြီးတော့သိရအဲ့ဆိုဘိန်းနာ energy အရန်ကြာပဲနောက်ပိုင်းကျတော့ဘယ်ရမလဲအဲ့လိုလူမျိုးကြတော့ဘလို့နီးနဲ့အဆင်ပြေလဲဆိုတော့တခါ tip တစ်ခုပေးလိုက်မယ်ဘာလဲဆိုသူ့ထက်ပို fight ပြလိုက်ဆိုတော့ဟိုကောင်ကားဘလို့မောင်းနေဘာညာဆက်ဟုတ်တယ်နော်စောက်ကောင်ထူးမပြေဘူးဆိုမှန်ချပြီးတော့ဟဲ့အောင်မိုက်လာဆိုပြီးတော့အဲ့လိုပဲထောင်ပြပြီးတော့တင်မလား fighter တွေဆိုချမယ်ဆိုတော့အဲ့ကောင်ဟုတ်ဘာညာဆိုလို့ရှိရင်ဟဲ့မလုပ်ပါနဲ့ဆွဲရဲစိတ်ချော့ပါဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပြန်ဖြစ်သွားတာပေါ့နော်အဲ့နောက်ပိုင်းစာရွက်တိတ်ပြီးတော့အဲ့လိုမလုပ်ဖြစ်တော့ဘူးပေါ့နော်အဲ့တော့ရောင်မတို့လည်းအမှတ်တမဲ့ပေါ့နော်အဲ့လိုလူမျိုးတွေကိုကြီးစားတော်ထားမိခဲ့ဘူးတည်ရှိတော့အဲ့လိုပုံစံမျိုးနဲ့လုပ်ပါဒါအဲ့တော့ဆဲရနဲ့ကိုထိလေးရောက်လောက်တာကိုနည်းနည်းလေးလျှော့ပါနော်နံပါတ်9အရန်ကြွားဝါတတ်တာရမ်းမုံ여러분ဆက်ဆိုရမ်းမုံအဲ့လိုဘဲပေါ့လူမလာငယ်လေးအရင်လာရဲဆိုတော့ဘဲကိုဆက်ရမ်းမုံပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ကဖုန်းဆက်လဲဆိုတော့ဟဲ့ဟိုကဘာလဲဆိုရှင်လူချားရဲမှာဆိုလို့ရှိရင်ဖုန်းဆက်ပြီးတော့တည်ရမလားသိန်းပနတ်ထောင်သိန်းဘလောက်ရာမသိလို့ရှိရင်ပဲသူတို့က2 5နှစ်လောက်ဆိုလို့ရှိရင်မီလီယံနာကြီးဖြစ်သွားတော့မဲ့ပုံစံမျိုးပေါ့တည်ရမလားသိန်းနောက်ထုတ်ခိုင်းထားတာလေဘေးကဘလို့လောက်ခိုင်းထားတာလေတည်ရမလားငါပါဝယ်မလို့ငါဘလို့ဟိုမှာဖြစ်မလို့ကိုကလေကုရှ်မှာဘာရှိရတယ်ကိုကဟာတော်အရန်မုံအဲ့လိုအရန်ကြွားနေတဲ့သူမျိုးဆိုလို့ရှိရင်ဒီဆိုတော့အဲ့လိုသဘောကျမယ်ဆိုဆိုရှင်ကိုသဘောကျမယ်ဆိုလို့ရှင်အဲ့လိုကြွားထူပြီးတော့အဲ့လိုဖြစ်တဲ့ဘေးမတိုက်ဘူးလုံးဝအဲ့လိုမပတ်သက်ဖြစ်တော့ဘူးပေါ့နော်အဲ့တော့အရင်အကြွားမထူပါနဲ့အချိန်တစ်ခုလောက်ရှူပါကိုပါကောင်လဲဆိုတာကိုကိုရိုင်းကစက်ကထုတ်ပြောစရာမလိုပါဘူးကိုရိုင်းကဘာလဲဆိုတာကိုဘာလဲဆိုတာကပဲ proof သက်သေပြသွားပါလိမ့်မယ်လို့ဆိုရပြောချင်ပါတယ်အရှိအပြင်းထူတာမြင်မှုတာပေါ့နော်
တင်းနေလည်းပြောနေသလိုဖြစ်နေတာမသိဘူးများနေရောအရှမ်းပြင်းစွမ်းလို့လည်းအဲ့လိုပါပဲရေထတောက်လို့ရှိရင်တော့ပြင်းရင်ပြင်းတယ်ဒါပေမဲ့တချို့ယောက်ျားလေးကြတော့လေအရန်အဲ့လိုအပြင်းထူတဲ့ဟာရှိရပေါ့နော်အဲ့လိုထက်ကိုဆွဲဆိုလို့ရှိရင် active ဖြစ်နေတဲ့ပုံစံလေးကိုပို့ပြီးတော့သဘောကျရပေါ့နော်ဖင်ပေါ်တဲ့ပုံစံလေးကိုပို့သဘောကျရပါတယ်အဲ့တော့အရင်အပြင်းထူကိုဆွဲမှာကျင်ပါတယ်နံပါတ်9ဒါကတော့အရန်ဆိုးတာရယ်မိန်းမလူမျိုးအပြုတ်ပူမှာတခွန်းလေးပြောရမယ်ဆိုလို့ရှိရင်မိန်းမလူမိန်းမရမျိုးသားမျိုးပါမိန်းကလေးလိုပဲကတ်တွက်တာပေါ့ဆွဲဆိုလည်းကြုံမှုပါတယ်ဟိုကိုကရကြလေးစံနေလားတော့မသိဘူးပေါ့နော်စကားအများကြီးမပြောချင်ပြောစရာရှိပြောလို့စရာရှိလို့ပြီးသွားပြီဒါပေမဲ့မိန်းမဆံမြတ်တုကနေငါဘလို့နေရဟိုလိုပြောအတင်းရလည်းပြောသေးတယ်သိမလားမျိုးစုံကျုပ်ခုံနေရအဲ့လိုပုံစံမျိုးကြတော့ဖိုင်းလဲပေါ့သိရမလားမိန်းမဆန်တဲ့ပုံစံနေအမျိုးသမီးလုံးဝမကြိုက်ပါဘူးရှေ့မှာဘာမှမပြောတယ်နောက်ွက်ကြအတင်းပြောခံရမယ်လို့ပြောချင်ပါတယ်ဒါဒီဘလော့လေးကတော့ဒီလောက်ပဲဖြစ်ပါတယ်ဟာတာလေးနဲ့နှောပြီးတော့ပြောရတာရောဖုန်းတို့တော့လည်း funny ဖြစ်ပြီးတော့ဘ ഹു တူတာလေးလည်းရပျော်ရွှင်မှုလည်းရရင်တော့ကောင်းတာပေါ့နော်ဒီဘလော့နဲ့ပတ်သက်ပြီးတော့ဒီမီစားချက်ရှိရဆိုလို့ရှိရင်လည်းဆယ်ကို comment မှာခြိုက်ပေးခဲ့ဖို့ဆိုရပြောချင်ပါတယ်နောက်ဘလော့မှာပြန်လဲစုံတွေ့ပါမယ်ရှင်ဆက်လေးဖြစ်ပါတယ်အညောဆက်လေးကိုအပိချပါရှင်